ဒီနေ့ဝါယူပြုတ်ရည်လေးနဲ့ကိုကလေးတွေပေါ့လူကြီးတွေရောစားလို့အဆင်ပြေအောင်လို့ရာမန်လေးလုပ်ကြွေးမှာတမော်တီတောင်းရဲ့မုံဖက်လေးနဲ့ထောင်းပြီးတော့ပစုံအစိမ်းလေးနဲ့ပေါ့နော်ဒီခွဲရလေးကျွေးမှာပေါ့နော်နှစ်ဖြန်နေလဲစားဖို့အတွက်ကိုဒီညကလေးကစူးစမ်းပတ်စားလုပ်လိုက်အောင်မယ်။ညင်လေးဝယ်ယူတစ်ပိတ်တာဝယ်ထားရတယ်။အဲ့ဒါကိုချင်းစီတွေထွက်ထွက်ထိပြုတ်မှာဆိုတော့သူ့တူလေးနဲ့ထုပြီးတာပေါ့နော်။ထုပြီးတော့ရေတန်းစင်အောင်ဆေးပြသွားရင်ဆိုရင်တရေပြုတ်ထားလိုက်တယ်။တရေပြုတ်လာပြီဆိုလို့ရှိရင်မင်းတို့ရေတွေရောတုံပြီးတော့ဝယ်ယူကိုရေနဲ့တခြားတန်းစင်အောင်ဆေးပြီးတယ်။ပြီးရင်တော့ရေထည့်ပြီးတော့မိသွေးနဲ့တညာလုံးပြုတ်ထားမှာပေါ့နော်။သူ့ရဲ့အယိုးပြုတ်ရည်ကိုတုံးပြီးတော့မြိုင်လောက်တတ်တယ်လို့စားတတ်တယ်လို့လေ။အဲ့ကလေးတွေကိုရာမန်လေးလုပ်ကြည့်မှာပေါ့နော်။Lucky ဟဲ့ရှင်နေတဲ့နေဆောင်းနေကြပါမိတို့မရတဲ့ကလေးကြည့်လိုက်အောင်မုံအောင်ပြီးမဲညာပဲခြေဆက်ဆက်ပူဆက်ဆက်လေးမစားကြကြဘူးလားဟာကျင်တယ်အဲ့တော့တင်မော်တီထောက်စားမယ်ပစုံစိမ့်လက်ဝယ်ထားရှိတယ်မဲကူမရမှာနော်တင်မော်တီလေးတော့ချစ်ပြီနော်လက်စေတတဆောင်းမလားဆော့တတဆော့လို့ရတယ်မမတို့နေရာလဲလေးစေဦးနော်ရုပ်ပြောင်းပြီးနော်ဘယ်ဆက်လဲပြောင်းမွေးညာပဲဘာဆက် family ကဆက်ပြတဲ့ဒီမှာလေမူလာရည်သွေးနဲ့ကိုမှအတော့ packaging ကတော့ပြောင်းသွားတယ်ဒီမှာ sheet ပုံစံလေးရယ်ပြီးရင်ဒီပေါ်မှာဆိုလို့ရှိရင်လည်းဒီမှာ happy family လေးနဲ့69.9ရာခိုင်နှုန်းဘက်တရီးယားတွေတိုက်ထုတ်ပေးတဲ့မိသားစုဆက်ပြတဲ့ဒီလေးကိုအရမတဲရီပြောင်းသူကလေအနံ့လေးဆိုလဲမှုန်းညာနော်နင်တို့ရေချိုးပြီးလို့ဆက်ပြတိုက်ပြီးဆိုလို့ရှိရင်လေသူ့ရဲ့အနံ့လေးကိုလေးပါတင်းတင်းလေးနဲ့ကြံခဲ့ရ။ရောဒီမှာချစ်ကဒီမှာအဲ့ဒါတစ်ချက်နှစ်ချက်နော်ချစ်ကြဒီနေ့ဝါယူပြုတ်ရည်လေးနဲ့ကိုကလေးတွေပေါ့လူကြီးတွေရောစားလို့အဆင်ပြေအောင်လို့ရာမန်လေးလုပ်ကြည့်ပါကောင်းကောင်းလေးစားစေချင်လို့ညခရေကဝါယူတွေကိုပြုတ်ထားတာကြည့်အောင်အထက်ကချင်းစီတွေပါထွက်ပြီးတော့ဘုံဆုဖြစ်နေနော်ဒီအယိုးပြုတ်ရည်လို့ကြာအယိုးပြုတ်ရည်ကတော့ရပါပြီဒါနဲ့ဝါသားကိုပြုတ်ပြီးမှာစတော့မိတ်ဒါကခောက်ဆွဲဖြောဖို့ဒါကကြက်ဥပြုတ်ဖို့ရာမန်ထဲမှာထည့်တဲ့ကြက်ဥလေးဆိုလို့ရှိရင်အနှစ်ကမကြက်ဘူးလေဆူဆူလေးဆိုတော့ကြတော့နင်တို့တွေပပတ်ဆူထားတယ်ရေကိုကြက်ဥလေး9မိနစ်လောက်လောင်းထည့်ပြီးမှာပေါ့နော်ရချစ်ချင်နော်ကဲဆော်လို့ဝါပြီလားကဲမွေးနေတဲ့ family ကစပ်ပြလေးနဲ့ဒီလိုတက်ငါဖမိုးလေးတက်ကြောင်ပြီလားရောက်ပြီတော်တော်လေးရာမန်လောက်ကြည့်မယ်နော်တော်တော်အားရှိတော့ကဲ9မိနစ်ပြည့်ပြီအဲ့ဒါကိုမင်းတို့ရေခဲရေးစိတ်မယ်အစားတော့တပွဲစီလုံးမလို့ပါပဲဒါပေမဲ့မထူးတော့ဘူးလေမိသားစုကများတာဆိုတော့အကုန်ပြုတ်ပြီးတော့မှနည်းနည်းချင်းစီထည့်လိုက်တော့မယ်အယိုးပြုတ်ရည်ကညရဲလောက်ထားဆိုတော့ဒီနေ့တော့ကနေတက်တာတော့ရပေါ့နော်အယိုးပြုတ်ရည်ကလေတညာလုံးပြုတ်ထားတာဆိုတော့သူ့ရဲ့ရတာကိုအချိုတက်ကထွက်နေတဲ့အပြင်ကိုမှငါကပါဝင်တဲ့ပစ္စည်းဆိုလို့ရှိရင်လေ QC အချိုရည်နဲ့အနောက်လေးပဲထည့်ပြီးတော့စားလေးနဲ့ပဲနန်းဖြုတ်ပြီးတော့ခောက်ဆွဲလေးလုပ်ပြီးတာပေါ့နော်ကဲ family ကလည်းလက်ဆေးထားပါရဲ့နော်လက်ကြီးနဲ့ဆိုပြီးတော့ပြောချင်တယ်ရိုးခောက်ဆွဲပြမဟုတ်တော့တညာလုံးအယိုးပြုတ်ရည်ရအောင်လုပ်ထားတဲ့ ramen စက်သွမိတ်လေးဖြူကဲဒါတပွဲဖြစ်ပါရဲ့ရှင်ကျတဲ့မဲ့ချိန်ဆိုတော့လေရှင်လေးကတော့အနေငယ်လာနေရတာပေါ့နော်ကစ်ချန်ဆိုလို့ရှင်လည်းပိုးသက်စိန်နဲ့ဒါမနဲ့ရောညရောစေးထားတာကိုရှင်ကနည်းနည်းလေးလာနေတော့မယ်
ကောင်းလားချိုးစားပြီးသားရေဆိုတော့အချင်းနဲ့အဆက်တဲမှာပေါ့နော်အနံ့ကတော့မှုင်းနေရောပဲဒီ family guest ဆက်ပြားလေးပတ်စုံသုံးလို့ရတယ်နော်မင်းတို့လိုလက်ဆေးလို့လည်းရတယ်ရေချိုးလို့လည်းရတယ်ရေဦးစုံထညက်ထည့်မယ်စက်တမျိုးမီဖုတ်ထားတာလေးရမြို့သီးတော်ထားတာပင်မီကင်မင်းဆက်ဆက်လာချိုးလားစားထက်သမယာဒီနှစ်ပါရရှင်တကြားနောက်ဆုံးမကြီးမဲလေးထည့်တယ်ငပြရည်လေးထည့်ညတော့ပစုံအရင်ဆုံးတမ်းပြရည်လေးနဲ့အရင်စိတ်မိမယ်နော်တမောသေးပဲထောင်းစားလို့ရှင်ယူတာဆိုတော့မြင်တော့မုံဘက်လေးကိုထည့်တယ်ပစုံအစိမ့်လေးထည့်ပြီးတော့ချင်းဆက်ဆက်လေးခရီးတုပ်ထူလိုက်တာမိုးကလည်းရွာရွာဆိုတော့လေရာသီဥတုနဲ့ကိုကိုက်နေရောပဲဆုံးနေစားပါလားမေတကယ်လို့ရာသီဥတုပူပူမှာချင်းဆက်ဆက်လေးစားကြတယ်ဆိုလို့ရှိရင်မျက်လူလေးလှုပ်စားကြည့်နော်